လက်နဲ့ကိုကြိုက်တဲ့ပုံစစ်တင်တဲ့တက်ဖို့ဟာတိတ်အရေးမကြီးဘူးဒီလက်နဲ့ဆိုတဲ့ပစ္စည်းကိုခဏလက်ထဲထည့်လိုက်15မိနစ်တွင်ပြတ်တက်ခတ်တယ်တိတ်ကြောင်းမဟုတ်အရေးကြီးရဲ့အဲ့ဒီလက်နဲ့ကို control လုပ်နိုင်တဲ့ ideology ရှိဖို့လို့တနက်ကင်လို့ရှင်သူကြီးပြောင်းတယ်သူကိုပဲယောက်လာကြီးဖြစ်သွားတယ်အဲ့ဒါပြဿနာရှိတယ်အဲ့တော့လက်နက်ကင်တိုက်ပွဲကမအောင်မြင်တပြားဖြစ်မှာအောင်မြင်စစ်ပြင်ဖြစ်မှာကျွန်တော်အဲ့လိုမြင်လာတယ်ဒါကြောင့်ကျွန်တော်ကလေးတွေကိုကတောစရာလည်းလုံးတော့ကလေးတွေလည်းဆက်ရှိတော့မင်းတို့တော့မခိုးခြင်းဘူးဆိုတာပြောတယ်ပြောလို့သိမရအောင်တော်တော်များများခြားတဲ့တယောက်ဆိုဘာပြောဆိုကျွန်တော်တို့သွားမယ်လာချို့တွေကျွန်တော်ပြန်လာဆက်ရရက်ဆက်တတ်အေးတက်လက်ပေါ့ကွာတော့ကျွန်တော်တို့ကရောက်ခါတာတော့ထုံးစံနဲ့တက်ကြွနေတာပေါ့ရွာမှာတွေ့ရွာလူတွေတရားဟောတာပေါ့နိုင်ငံရေးတရားတွေပေါ့ညီညွတ်တဲ့လက်နက်ကင်ပြီးခြားကြရင်စစ်အစိုးရမကြရင်ပြုတ်မဲပါညာဆိုတော့လူတွေတော့ငြိမ်းနားထောင်နေကြတာပေါ့ဗျာကျွန်တော်တို့ကလည်းတပုံဆိုတော့တနတ်တွေနဲ့ဆိုတော့သူကြောက်တာလည်းပါမှာပေါ့အဲ့လိုနဲ့တဖြည်းဖြည်းသွားပြီးတော့တဖြည်းဖြည်းရင်းနှီးလာတဲ့ခါကျကျွန်တော်တရားဟောရင်သူကပြုံးစီအဲ့ကျွန်တော်တန်တရားဖြစ်လာနောက်ပဲသိရင်းနေတော့သူပေါ်တင်ပြောတယ်လုံးမနေနဲ့ငါတို့ကဒါမျိုးတွေရိုးနေပြီနင်တို့မမွေးခင်လည်းကြားနေရတာနင်တို့တော်လည်းရဲ့ဘယ်တော့မှပြီးမှာမဟုတ်နိုင်ငံရေးမှာရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်နိုင်တာမှတကယ်နိုင်ငံရေး